Hello မဲမင်္ဂလာပါကျမရဲ့ educational လေးမှာပြန်လဲပြီးကျမရဲ့မိတ်ဆွေတွေအတွက်ရှာပေးလိုက်ပါတယ်နော်တစ်ပတ်စာရှာထားတဲ့ကတ်ကလေးပါထုံးစံအတိုင်းကျမကတော့တနင်္လာမှာ3ညနဲ့5တစ်လုံးပေးရမယ်ပေါ့နော်ဒါပေမဲ့တနင်္လာလို့ခန့်မှန်းပြီးမဲ့အင်္ဂါတို့အင်္ဂါထိသွားကောင်းလဲသွားနိုင်တယ်ပေါ့နော်ဒီအင်္ဂါမှာပေးထားတဲ့6နဲ့1ကလည်းအင်္ဂါဆိုပေမဲ့ပူတဖူးမကျော်ပေါ့နော်ဒီလေးလုံးကအပုံစံမျိုးပဲသွားမှာပါဟူးမကျော်ကတော့8တစ်လုံးပေါ့နော်ဟိုးမကျော်ကတော့6တစ်လုံးပါ8တစ်လုံးကရမ်းမယ်ပေါ့နော်အဲ့လိုမျိုးပါအဲ့တော့ main ဆိုတာမှာတော့6ပါနော်6ပါ6လို့ထင်ခဏလေး6စမဟုတ်ပါဘူးဟိုက3ည6ထွက်တာဆိုတော့6နဲ့8ပေါ့နော်6နဲ့8ကဟူးမကျော်ဆိုပေမဲ့ကျမတို့6ကိုဦးစားပြီးဆော့မယ်နော်တနင်္လာနေ့ကိုအပေါဟူးမကျော်6တစ်လုံးပေါ့နော်ရင်တော့ကျမမိတ်ဆွေတစ်လုံးပဲပြီးတာဒါပေမဲ့အခုတော့အရန်တစ်လုံးမှထည့်ပြီးထားတယ်ပေါ့နော်အဲ့တပေါ်ဟူးမကျော်က6ဖြစ်ပါတယ်ကဲဟူးမကျော်6ပါရှင်ပေါင်းခတ်ထားတဲ့ကွက်ကလေးတွေကအရေးကြီးပါတယ်ပေါ့နော်အဲ့တော့ဟူးမကျော်6မပြောက်ကနဲ့တော့8ခွန်6ခွေလဲခွေပေါ့နော်သူကမပြောက်ကနဲ့အမြဲတမ်းခွေထွက်လို့ရှိတယ်ဟူးမကျော်မှာအမြဲတမ်းခွေထွက်တယ်ပေါ့နော်ပြီးတစ်ပတ်စာခွေရတော့85331ပေါ့နော်ဒီမှာဆိုလဲဆောင်းလေးတွဲကောင်းတွဲပေးနိုင်တယ်ပေါ့နော်အဲ့တော့31ပေါ့ဒီအခွေလေးထဲမှာ31 5180ပေါ့နော်ဘယ်လိုခွေမလဲတော့မသိဘူးပေါ့နော်ဒီတစ်ပတ်ကတော့အပူလည်းပေးကောင်းပေးမနိုင်မှာပေါ့နော်တကယ်လို့အပူကြိုင်တော့3ညကိုထိုးပါပြီးရင်ဘရိတ်ကတော့83ဘရိတ်နဲ့64ဘရိတ်ပေါ့နော်83ဘရိတ်64ဘရိတ်မှာသူညီကိုတွဲပုံစံမျိုးဖြစ်တာပေါ့နော်ဟိုဘက်ဘရိတ်တစ်ခုကိုကြည့်မယ်ဆိုညီကိုတွဲပေါ့နော်အဲ့တော့ညီကိုတွဲဆိုတော့ဒီဘရိတ်တွေကဒီလိုတစ်ခွက်ချင်းလဲထွက်ကောင်းထွက်မယ်ဟိုဘက်ဒီဘက်1ချိန်နဲ့စုံပုံစံမျိုးနဲ့တွဲလဲထွက်တာတယ်ပေါ့နော်ဒါကျမမိတ်ဆွေတွေကိုကျမအမြဲတမ်းသတိပေးတာပေါ့နော်ကျမချပေးထားတဲ့ပရိတ်နဲ့ဆောင်ကတော့အများအားအဲ့လိုပုံစံမျိုးလာတယ်ပေါ့နော်အဲ့လိုလေးလည်းသတိထားပြီးတော့ထိုးပါပြီးရင်ဒါလေးကတော့တစ်ပတ်စာ6ကွက်ဖြစ်ပါတယ်တစ်ကွက်အနည်းဆုံးထွက်ရမယ်ပေါ့နော်ဒီထက်မှတစ်ကွက်အနည်းဆုံးထွက်ရမယ်ပြီးရင်တနင်္လာနေ့ညနေမနေ့ပေါ့နော်သူကနှလုံးကအစိုးမရောက်လေမနက်ခင်းပြီးရင်ညနေခင်းမှလာညနေခင်းပြီးရင်မနက်ခင်းထွက်တတ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တယ်ပြီးခဲ့တဲ့တစ်ပတ်ကကျွန်မပြီးခဲ့တာဟောတစ်ရှောင်းနဲ့ခွန်လေးပေါ့နော်အဲ့ဒါတနင်္လာညနေမှာထိုးဆိုကျွန်မ2ကွက်ပေးခဲ့ဘူးလားရှိပါတယ်အဲ့ site ပေါ့နော်အဲ့ဒီ site ကိုကျွန်မရှာပေးထားတာပါဒီ3ညရေ85နှစ်ခွန်5ရ9ရခွန်ရပေါ့နော်အဲ့ဒါဒီရတနင်္လာမနေ့ကဦးစားပေးထိုးဒီ3ညလေးဟိုကတနင်္လာညနေအင်္ဂါညနေဒီမှာထိုးပေါ့နော်ဒီအပူလေးဟိုကအဲ့လိုမျိုးလေးကြည့်ပေါ့နော်တကယ်လို့ဆက်မပေးရင်တော့မထိုးနဲ့ပေါ့အဲ့ဒီပေါ်ပါပဲကျမတို့ဒီ4ခွက်ကိုကတနင်္လာညမနေ့အတွက်ကိုရှာပေးထားခြင်းဖြစ်ပါတယ်ဒါလေးတော့ကျမထပ်တိုးပေါ့နော်ကျမမိတ်ဆွေတွေထပ်တိုးလေးရှာပေးထားတာပါပြီးခဲ့တဲ့ဘက်ကဒီလိုပေးတဲ့နေရာလေးပြတ်သွားတဲ့အတွက်ဒီတစ်ပတ်ကိုက3ကွက်စလုံးအရေးကြီးရပေါ့နော်နှစ်လေးရအရေးကြီးဆုံးပေါ့နော်နှစ်လေးကိုထည့်ထိုးပါအဲ့တော့ပါပဲရှင်အားလုံးကျမကြပါစေကံပေးလို့ရကြပါစေရှင်ကျမမိတ်ဆွေတွေပေါ့နော်ကိုကဘာဝမ်းချင်းလေးပဲရကျမရဲ့ဟောမှာဝင်ကြည့်ပြီးဘာဝမ်းချင်းပဲရပေါ့နော်အဲ့ဒီဝမ်းချင်းတစ်လုံးနဲ့သို့မဟုတ်နှလုံးပေါ့နော်တို့တခါကျ2ရက်အတွင်းစဉ်းစားဆိုတဲ့ကဏ္ဍနေရှိရပေါ့နော်အဲ့လိုမျိုးပြီးခဲ့မယ်ဆိုရင်ဒီတစ်ပတ်စာကတ်ကလေးကိုပြန်ပြီးတော့ကြည့်ပေါ့နော်တကယ်လို့ကျမဝေါ်ထဲမှာဝင်မကြည့်ဘူးဆိုရင်လည်း screenshot လေးရယူထားပါတစ်ပတ်စာပေါ့နော်အဲ့လိုမျိုးလေးကိုကျမရဲ့ဝေါ်မှာနေတိုက်အနေနဲ့တစ်လုံးပိုင်ပေါ့နော်ပြောမယ်ဆိုရင်တော့ဈေးကွက်ကနေပြီးတော့တစ်လုံးပိုင်ရှာပေးတဲ့အနေထားတို့မျိုးတွေမှာဆိုရင်ဒီတစ်ပတ်စက်ကကလေးကိုပြန်ကြည့်ပေါ့နော်ပြန်ကြည့်ပြီးတော့မှသူနဲ့နီးစပ်ရလေးပေါ့နော်အားလာမျိုးလေးကိုယူဘရိတ်ကိုရှုပ်ပြီးတော့ပဲထိုးပါလို့ကျမအကြံပေးချင်ပါတယ်အားလုံးကံကောင်းကြပါစေနှလုံးချစ်သူများကံကောင်းကြပါစေ